ကိုတန်တန်ဆွဲချစ်ပြီးရာတပ်ပံပေါင်းစီမဲ့အစီမံရတရားလေးအဝိဆအနတ္တစလုံးပဲအဲ့အဝိဆရဲ့အနတ္တစပေါ်မှာအသားအနှဲငယ်ထဲထည့်ပြီးတာနဲ့စက်ကူတရွက်လုံးပဲစက်ကူရဲ့အပေါ်မှာသူ့ရဲ့မိမိချစ်တဲ့သူရဲ့နာမည်ကိုရေးပြီးတာနဲ့မှောက်ခေါင်လေးအုပ်ပြီးတာနဲ့မြေကြီးနှဲငယ်ထဲထည့်ပြီးတာနဲ့မိမိရဲ့အိမ်ဘေးနားကဖြစ်သဲကိုအပေါ်ကနေဖြူပြီးတာနဲ့ဆီယမလုတ်ပြတဲ့အတိုင်းအလုံးလေးလုံးပြီးတာနဲ့မိမိဖြစ်ခြင်းတဲ့စကားကို9ကောက်တီတီရွတ်ဆိုလက်ကလည်းကျိုးနဲ့10ကောက်တီတီပတ်မိမိဖြစ်ခြင်းတာတွေအကုန်ပြောပြီးဆိုတာနဲ့အဲ့ရဲ့အပေါ်လေးမှာအဲ့အဝိဆလေးရဲ့အပေါ်လေးမှာတန်နဲ့ရိုက်ပြီးတာနဲ့မိမိတို့ရဲ့အိမ်နောက်ဖွေးရဲ့မြေကြီးထဲမှာမြုပ်ထားလိုက်ပါမိမိဖြစ်ခြင်းတာတွေအကုန်ဖြစ်လာပါလိမ့်မယ်